ကိုဂျီမီကိုတခြားသူကြည့်နေပြီလားကိုမရှိရဲ့ဂျီမီအကောင့်ကိုတခြားဘယ်ဖုန်းတွေမှာဖွင့်ထားလဲဆိုတာသိချင်ရင်ဖုန်းထဲကဂျီမီလေးကိုဖွင့်ပြီးရင် manage အကောင့်ကိုရွေး security က your device မှာကိုဒီဂျီမီအသုံးပြုထားတဲ့ device တွေအများကြီးတွေ့ပါလိမ့်မယ်မသိတဲ့ device တွေရင် sign out လုပ်ပါပြီးရင်တော့ password ပြောင်းပြီးရင် two step verification ထပ်ဖြည့်ဖို့မမေ့နဲ့နော်ဒါမှဂျီမီကပို့ပြီးလုံခြုံစိတ်ချရပြီးအသုံးပြုရတာအဆင်ပြေမှာပါဂျီမီတခုရှိတာဘာလို့လုပ်ရလဲဆိုရင် YouTube ဖွင့်လို့ရမယ် free storage 50GB ရမယ်ပြီးတော့ဒီဂျီမီကိုအသုံးပြုပြီးတော့ Google Drive ကနေကိုယ့်ရဲ့လုပ်ငန်းတွေတင်ထားလို့ရပါသေးတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေ table တွေ sheet တွေအများကြီးတင်ထားလို့ရပါတယ် Google Photo မှာလည်းကိုယ့်ရဲ့နှစ်အလိုက်ရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေဗီဒီယိုလေးတွေကိုမြင်နိုင်ပါသေးတယ်ဒီတော့ကိုယ့်ရဲ့ဂျီမီတစ်ခုကသူများရှိမှရှိနေတာဒါပြဿနာကြီးဖြစ်နေမှာနော်ဒါကြောင့်ဂျီမီကိုအမြဲတမ်းဘယ်ဖုန်းတွေမှာအသုံးပြုထားလဲဆိုတာကိုစစ်ဆေးဖို့မမေ့ပါနဲ့ပြီးရင်တော့3လတစ်ခါလောက်တော့ password ချိန်ပါလို့အကြံပေးပါရစေ